မိနစ်40အတွင်းမှာလုံခြုံရေးအဆင့်မြင့်ဆုံးစိတ်ကမ်းတစ်ခုကနေဝန်150ဘီလီယံကိုခိုးယူဖို့ဆိုတာဖြစ်နိုင်မှာမလား။ဒါမှလူတွေအတွက်တော့ဒါအိမ်မက်တောင်မမတ်ရဲတဲ့ကိစ္စဆိုပေမဲ့ပါရမီရှင်တခိုးတွေအတွက်ကတော့ဒါကလေးကစားစရာတစ်ခုပါပဲ။ဇလန်းအစမှာတော့ဂျီဟော့ဆိုတဲ့လူငယ်လေးကိုတွေ့ရမှာပါ။သူကတော့ဘလို့ခက်ခဲတဲ့မိကန်တစ်တာမျိုးကိုမဆိုစက္ကန့်မိုင်းတွင်ဖွက်နိုင်တဲ့ပါရမီရှင်တခိုးတစ်ယောက်ပေါ့။ဂျီဟော့ဟာသူနဲ့အလုပ်တူတူလုပ်တဲ့အချိတ်ဆက်ဆရာကြီးဂူရင်းကိုသူလှုပ်ထားတဲ့ငွေတုကိုပြလိုက်ပါတယ်။မှင်တွေကိုမပြတ်အောင်လုပ်နိုင်ပေမဲ့အဲကိုဟောပြဿနာကိုတော့မရှင်းနိုင်ကြောင်းပြောပြီးငွေတုလှုပ်တဲ့အလုပ်ကသူနဲ့မကိုက်တာကြောင့်သူမလုပ်တော့ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့ဒိတ်သွားလှုပ်လိုက်အောင်မယ်လို့ပြောပြီးထွက်သွားပါတော့တယ်။ဂျီဟော့ဟာပကြီးပြားကန်းတစ်ခုမှာမန်နေဂျာအဖြစ်အလုပ်လုပ်နေတဲ့အွန်ဟေးနဲ့တွေ့ခဲ့ပါတယ်။ဂျီဟော့ကလူချမ်းသာတယောက်လိုဟန်ဆောင်ပြီးတော့အွန်ဟေးကိုဒီပြားကန်းမှာ1ဘီလီယံလောက်ယင်းနှိမ့်မြုံနှံခြင်းနဲ့ဆိုပြီးစကားကမ်းလှမ်းလိုက်ပါတယ်။အွန်ဟေးအတွက်တော့ဒါမယုံနိုင်စရာကမ်းလှမ်းချက်တစ်ခုပေါ့။ဂျီဟော့အတွက်ဒီတက်ကြီးတဲ့အလုပ်တစ်ခုကိုလုပ်ဖို့အတွက်သူတို့မှာဟာကာတယောက်လိုအပ်လာပါတယ်။ဒါကြောင့်တောင်ကိုရီးယားရဲ့အတော်ဆုံးဟာကာလေးဂျုံဘယ်ကိုအဖွဲ့တယ်ခေါ်လိုက်ပါတယ်။ဂျုံဘယ်ကတော်ပင်မဲ့သူ့မှာနာမည်ပြတစ်ခုရှိပါတယ်။အဲ့ဒါကတော့အရေးကြီးတဲ့အချိန်ကျရင်သူ့အဖော်တွေကိုပြန်သစ္စာဖောက်တတ်တာပါပဲ။ဒါပေမဲ့ဂျီဟော့ကတော့ဒါကိုဂရုမစိုက်ပဲသူတို့3ယောက်ပေါင်းပြီးနာမည်ကြီးရန်နာဆိုင်တစ်ဆိုင်ကိုအစီအစဉ်တကျခိုးဖို့ကြံပါတော့တယ်။ဂျီဟော့ဟာပထမဆုံးလူသူဝေးတဲ့နေရာတစ်ခုကိုပွဲစားတွေစီကငှားလိုက်ပါတယ်။ပြီးတော့သူတို့ဟာကျောင်းမြတ်ရန်နာလန်းကရန်နာဆိုင်ပတ်ဝန်းကျင်အခြေအနေ CCTV အစရှိတာတွေကိုစတင်လေ့လာပြီးစကန်းကျတဲ့ဂိုဒေါင်ပြန်ရောက်တာနဲ့လေ့လာထားတာတွေကိုပြန်လည်တိုင်ပင်ကြပါတယ်။နောက်တစ်နေ့ဂျီဟော့ဟာအွန်ဟင်းနဲ့အလုပ်ကိစ္စပြောနေရင်ဆွဲကြိုးလေးကလှလို့ဂျီဟော့ကမေးလိုက်တော့ဖေကအမေကိုပေးခဲ့တဲ့မိဘအမွေနှစ်လေးဖြစ်ကြောင်းအွန်ဟေးကပြန်ရှင်းပြခဲ့ပါတယ်။ဓာမိုးကိုမေးတော့အွန်ဟေးကမသိတဲ့အတွက်ရန်နာဆိုင်ကိုခေါ်သွားပြီးစစ်ဆေးလိုက်ကြပါတယ်။ပထမဆိုင်ကတန်မိုးကြီးပစ္စည်းမို့ VIP ခန်းထဲမှာဆက်စကားပြောဖို့ပြောပေမဲ့ဂျီဟော့ညင်းပြီးထထွက်ဖို့လုပ်နေရင်သူယူလာတဲ့လက်ဆွဲအိတ်ကိုခုံအောင်မှတိတ်တဆိတ်ထားခဲ့ပါတယ်။ဒုတိယဆိုင်ရောက်တော့အထဲမှာသွားစကားပြောဖို့ကမ်းလှမ်းတဲ့အတွက်ဂျီဟော့တို့လည်း VIP ခန်းထဲရောက်လာခဲ့ပါတယ်။အခန်းထဲရောက်တော့ဂျီဟော့က CCTV နဲ့မိကန်တစ်တာတို့ကိုဒေချာလေးလာပြီးပြန်ထွက်လာခဲ့ပါတယ်။ဝန်ကြီးကတော့ဒီအကြောင်းတွေဘာမှမသိပါဘူး။အဲ့ဒီချိန်တထေးဂျိုကပေါက်တွင်းမှုတစ်ခုလုပ်ဖို့မိကန်တစ်တာဖွင့်နိုင်တဲ့သူတွေကိုတဲတန်လိုက်ရှာနေခဲ့ပါတယ်။ဂျီဟော့တို့ဖောက်တွင်းမဲ့ညရောက်တော့ဂိုးရင်းကမူးချင်အောင်ဆောင်ပြီးဂျီဟော့အိတ်ထားခဲ့တဲ့ဆိုင်ကိုအချက်ပေးတံပြီးအောင်ကန်ခဲ့လိုက်ပါတယ်။အတန်ကြောင့်ရဲတွေရောက်လာပြီးဘာမှမတွေ့တော့အတန်ပိတ်ပြီးပြန်မလို့လုံနေတော့ဂျီဟော့ထားခဲ့တဲ့အိတ်ကပေါက်ကွဲသွားတဲ့အတွက်မှန်နေကွဲပြီးအထဲကနေငွေတွေထွက်လာခဲ့ပါတယ်။အဲဒီဆိုင်ဘက်မှာရဲတွေလှုပ်ရှုံနေတော့ဂျီဟော့နဲ့ဂူရင်းတို့ကဂျီဟော့လိလာထားတဲ့နောက်တစ်ဆိုင်ထဲကိုဝင်လိုက်ပါတယ်။ VIP ခန်းထဲရောက်တော့ဂူရင်းက CCTV data တွေသိမ်းထားတဲ့ဆက်ကိုဖြုတ်လိုက်ပြီးဂျီဟော့ကတော့မိကန်တစ်တာကိုဖွင့်ဖို့စတင်ကြိုးစားပါတော့တယ်။မိကန်တစ်တာကိုဖောက်ဖို့လုပ်နေရင်အတန်ထွက်သွားတာကိုရဲတွေကြားသွားပြီးလာနေမှဂျုံဘယ်ကလမ်းပြောတဲ့အတွက်ဂျီဟော့ကဂူရင်းကိုအချိန်နဲ့ဆွဲပေးဖို့ပြောလိုက်ပါတယ်။ဂူရင်းလည်းအပြင်ပြန်ထွက်ကကားတစ်စီးရဲ့မှန်ကိုခွဲလိုက်ပြီးအဲ့ဒီနေရာကထွက်ပြေးရင်းဂျုံဘယ်ရှိတဲ့ကားပေါ်ကိုပြေးတက်သွားခဲ့ပါတယ်။ရဲတွေအာယုံပြောင်းသွားတဲ့အချိန်ဂျီဟော့ကမိကန်တစ်တာကိုအောင်မြင်စွာဖွင့်လိုက်နိုင်ပြီးအထဲကစိန်တွေကိုယူနိုင်လိုက်ပါတယ်။ပြီးတော့ကားပေါ်ကိုပြန်တက်လာပြီးအဲ့ဒီနေရာကနေပြန်ထွက်လာခဲ့ပါတယ်။တကယ်တော့ဂျီဟော့တို့ဖောက်တွင်းခဲ့တဲ့ဆိုင်ကနာမည်ကြီးလူမိုက်ဂိုင်းကောင်းဆောင်တထေးဂျိုရဲ့ဆိုင်မှာအဲ့ဒီလိုနဲ့ဂျီဟော့တို့ကိုလိုက်ရှာရန်တထေးဂျိုကသူ့လူတွေကိုခိုင်းလိုက်ပါတယ်။ဂျီဟော့တို့လည်းစိန်တွေကိုပွဲစားကတဆင့်ရောင်းခိုင်းလိုက်ရင်သူတို့အကြောင်းကိုတထေးဂျိုရဲ့လူတွေတီးသွားပြီးသူတို့ရှိတဲ့နေရာကိုရောက်လာပါတော့တယ်။တထေးဂျိုကသူတို့ကိုဖမ်းဆီးလိုက်ပြီးရွေးချယ်စရာမရှိတဲ့ကမ်းလှမ်းချက်တစ်ခုကိုပေးပါတယ်။အဲ့ဒါကတော့အင်ချွန်းစိတ်ကမ်းမှာဝတ်ထားတဲ့နိုင်ငံတော်ရဲ့ငွေမဲ150ဘီလီယံကိုမိနစ်40အတွင်းအပြတ်ခိုးခိုင်းတာပါ။တကယ်လို့အလုံးမအောင်မြင်ရင်တော့သူတို့အားလုံးအသက်ခံရမှာပါ။အလုံးအောင်မြင်ရင်တော့သူတို့ကို900ခိုင်နှုန်းပေးမဲ့ကြောင်းတထေးဂျိုကပြောလိုက်ပါတယ်။မိသားစုတွေနဲ့ပါချင်းချောက်လာတဲ့အတွက်ဂျီဟော့တို့လည်းမငြင်းနိုင်မဲ့လက်ခံလိုက်ရပါတယ်။ဒီနေရာမှာဂျီဟော့ကဘာလို့ဒီလောက်အန်ရများတဲ့အလုပ်ကိုလွယ်တကူလက်ခံလိုက်တာလဲ။သူ့ရဲ့တည်ငြိမ်တဲ့မျက်နှာနောက်ွယ်မှာတခုခုကြံစီနေပုံရပါတယ်။ဒါပေမဲ့သူ့ရဲ့တကယ်ရည်ရွယ်ချက်ကဘာလဲဆိုတာကိုတော့ဘယ်သူမှမရိပ်မိသေးပါဘူး။တစ်ဖက်မှာလည်းတထေးဂျိုကသူတို့ကိုမယုံနာမို့သူ့ရဲ့တပည့်ရင်းတွေကိုသူတို့တခုခုလွဲတာနဲ့ပြစ်တက်လိုက်လို့အမိတ်ပေးထားပါတယ်။စိတ်ကန်းတစ်ခုလုံးမှာ CCTV ရာပေါင်းများစွာအပြင်အာယုံကန်လေဆာတွေနဲ့ရဲတွေကလည်း24နာရီကင်းလှည့်နေတာပါ။သူတို့အဖွဲ့ဟာဒီအလုပ်အတွက်ရပ်ပေါင်းများစွာအသေးစိတ်လေ့ကျင့်ကြပါတယ်။
တတိကျကဂျုံဘဲကိုတီးတွန့်ခေါ်တွေးပြီးစရန်အဖြစ်ငွေတွေတစ်ထပ်ကြီးပေးကသူ့လူလုံးရန်ကမ်းလှမ်းလိုက်ပါတယ်။အဲ့ဒီအချိန်ဂျီယော့ကတော့တည်ဆုံးသွားပြီဖြစ်တဲ့သူ့ဆရာကိုပဲတတိယနေခဲ့တာပါ။ပြီးတော့အွန်ဟေးကိုမနှက်ပြန်နေလေတွေးဖို့ဖုန်းနဲ့လမ်းချင်းလိုက်ပါတယ်။နောက်တနေ့အွန်ဟေးနဲ့တွေ့ပြီးပကြီးပြာကန်းကိစ္စပြောနေရင်စုံတော့တွေရောက်လာပြီးရဲနာဆိုင်ဖောက်တွင်းခံရမှုအတွက်ဂျီယော့ကိုဖမ်းသွားခဲ့ပါတယ်။ဒါပေမဲ့တက်တည်မခိုင်လုံတဲ့အတွက်6နာရီကြာမှပဲဂျီယော့ပြန်လွတ်လာခဲ့ပါတယ်။နောက်တနေ့တထေးကျိုကသူတို့နောက်ကိုစုံတော့တွေလိုက်နေမှတိသွားတော့ဂျီယော့ကိုခေါ်လာရန်သူ့တပည့်ကိုခိုင်းလိုက်ပါတယ်။သူ့တပည့်လည်းဂျီယော့ချီသွားပြီးအလုံးလုံးမဲ့အချက်လက်တွေကိုအကုန်သိမ်းကဂျီယော့အခန်းကနေထွက်လာကြပါတယ်။စုံတော့တွေရောက်လာချိန်မှာတော့အခန်းထဲမှာဘာမှမတွေ့တာကိုစိတ်ပြတ်နေတော့စုံတော့တယောက်ကလျှို့ဝှက်ခန်းကိုတွေ့သွားပါတယ်။ထဲကိုဖွင့်ကြည့်လိုက်တော့စိတ်ကန်းကိုဖောက်မဲ့အစီအစဉ်နဲ့ဂျီယော့တို့လှုပ်ထားတဲ့အချက်လက်အများကြီးကိုတွေ့သွားပါတယ်။တတိကျိုနဲ့ဂျီယော့ကတော့စိတ်ကန်းကွန်တိန်နာတွေကြားမှာလုံခြုံရေးကိုအာရုံပြောင်းမှုအတွက်ဘုံတက်ဆင်ဖို့ပြင်ဆင်နေကြပါတယ်။လုံခြုံရေးဂိတ်ကိုဖျက်ဖို့တဘာဝပတ်ဝန်းကျင်ဌာန first number ကိုတုံးပြီးတော့ရေသွေးစစ်မယ်ဆိုပြီးဂူအင်းဂျုံဘဲနဲ့တတိကျိုရဲ့တပည့်တို့လွယ်လွယ်ကူကူပဲဝင်လာခဲ့ပါတယ်။တတိကျိုရဲ့တပည့်ကတော့ဘုံကိုသွားထားပြီးဂူအင်းနဲ့ဂျုံဘဲကတော့ဘုံပေါက်လို့တတိပေးခေါင်းလောင်းမြည်လာရင်အချက်ပေးတန်ရက်မသွားအောင်စီစဉ်တွေလုပ်နေကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့အချက်ပေးတန်မရက်မှလုံခြုံရေးစနစ်ချိုးယွင်းနေထင်ပြီးထိန်းချုပ်ခန်းကသူတို့ဘာသာသူတို့system တစ်ခုလုံးကိုပိတ်လိုက်အောင်လို့ပါ system တစ်ခုလုံးပြန်ပွင့်ဖို့ကအချိန်45မိနစ်လောက်ကြာမှကြောင့်အဲ့ဒီအချိန်အတွင်းပတ်စံတွေကိုရအောင်ယူရမှာပါသူတို့အလုပ်ဂိုလောင်ကိုပြန်ရောက်တော့ဂျီယော့နဲ့ဂိုရင်းကတထေးဂျိုကိုတပတ်ရိုက်ဖို့စီစဉ်နေတာကိုဂျုံပဲကြားသွားပြီးတထေးဂျိုကိုတွားပြောလိုက်ပါတယ်တထေးဂျိုကဂျီယော့အကြောင်းစုံစမ်းရင်းအွန်ဟေးเจ้าမှာတည်သွားခဲ့ပါတယ်တကယ်တော့အွန်ဟေးဟာလုံခြံခံရပြီးတည်ဆုံးသွားခဲ့တဲ့ဂျီယော့ဆရာရဲ့သမီးပါဒီအကြောင်းကိုအွန်ဟေးကိုပြောပြတော့မယုံမဲသူ့ကိုပြောဆိုပြီးထွက်သွားခဲ့ပါတယ်တကယ်တော့ဂျီယော့ဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကသူ့ရဲ့ဆရာကိုတတ်ခဲ့တဲ့တထေးဂျိုကိုလက်စားချေဖို့အတွက်ဒီလုပ်ကိုအစတည်းကကြံစီခဲ့တာပါဂျီယော့နဲ့လမ်းခွဲပြီးမှပဲအွန်ဟေးဟာဖမ်းခံလိုက်ရပါတယ်ဇလန်းကတဖြည်းဖြည်းနဲ့အချိန်တက်လာပြီးတကဘာလုံးကစောင့်ကြည့်နေတဲ့အင်ချွန်းစိတ်ကန်းရဲ့လုံခြုံရေးကိုစင်ခုံမဲနဲ့ရောက်ရှိလာပါတော့တယ်အခိုးယူမဲနေမှာတော့အစည်းအဝေးတိုင်းစိတ်ကန်းကိုဂျုံဘဲကဖုန်းကုမ္ပဏီကလူဖြစ်ဟန်ဆောင်ဝင်လာခဲ့ပြီးတထေးဂျိုလည်းရောက်လာခဲ့ပါတယ်တထေးဂျိုကဘုံကိုဖောက်ခွဲလိုက်ပြီးချိန်မှာတော့တတိပေးခေါင်းလောင်းတန်တွေမြည်လာပြီးလူတွေလည်းကြောက်လန့်ကြထွက်ပြေးကြပါတော့တယ်မိသက်တွေနဲ့လုံခြုံရေးတွေလည်းဝင်လာကြပြီးလုံခြုံရေးကားတစ်စီးထဲမှာဂျီဟော့ဂူရင်းနဲ့တထေးဂျိုရဲ့တပည့်တို့ပါလာကြပါတယ်သူတို့ဟာအသင်းရောက်နေတဲ့ကွန်တိန်နာတစ်ခုတည်းကငွေဆက်ကူပွန်တွေကိုထုတ်ယူပြီးငွေစစ်တင်နဲ့လဲဖို့ပြင်ဆင်နေကြပါတယ်အဲ့ဒီချိန်ဂျုံဘဲကလည်းထိန်းချုပ်ခန်းကိုဟလိုက်တဲ့အတွက် system တွေအကုန်ရက်ကုန်ပါတယ်အဲ့ဒီအတွက်ထိန်းချုပ်ခန်းကလူတွေကအထက်ကိုကြောင်းကြပြီး system တွေကိုပိတ်ချလိုက်ရပါတယ်အဲ့ဒီလိုနဲ့ဂျီယော့တို့လည်းပတ်စံတွေထားတဲ့နေရာကိုရောက်လာပါတယ်တတိကျိုရဲ့တပည့်ကအဆောင်တွေကိုတိုက်ခိုက်လိုက်ပြီးအဲ့ဒီနေရာမှာသူ့လူတွေကိုအစားထိုးပြီးမိကန်တစ်တာထားတဲ့နေရာကိုဝင်လာခဲ့ပါတယ်ဂျီယော်လည်းစတင်ဖွင့်မှုပြင်ဆင်ရင်းဂူရင်းက10မိနစ်ချိန်ရကြောင်းပြောလိုက်ပါတယ်ပထမတစ်ချိန်မှာမအောင်မြင်ခဲ့ပေမဲ့10မိနစ်ပြည့်ကန်ပြီးဒုတိယအချိန်မှာတော့မိကန်တစ်တာကိုအောင်မြင်စွာဖွင့်နိုင်ခဲ့ပါတယ်ပထမအချိန်ငွေတွေကိုတည်နေတဲ့အချိန်မှာပဲစိတ်ကန်းထဲကိုစုံတော့ဖွဲ့တွေရောက်လာကြပါတယ်ဒုတိယအချိန်ကားပေါ်တင်နေတော့မှာပဲစုံတော့တွေကအဲ့ဒီနေရာကိုရောက်လာတဲ့အတွက်ခဏပုံးနေလိုက်ရပါတယ်စုံတော့တွေပြန်ထွက်သွားပြီးတဲ့နောက်ဒုတိယအချိန်ငွေတွေအားလုံးကိုတည်ယူပြီးချိန်မှာတော့အချိန်ပြည့်သွားတဲ့အတွက်ထိန်းချုပ်ခန်းက system တွေအကုန်ပြန်ပွင့်သွားပြီးသူတို့လည်းတီတီလေးလွတ်သွားခဲ့ပါတယ်။စေကန်းတွေကတတိကျိုရဲ့ကွန်တိန်နာတွေကိုငွေတွေထည့်ပြီးချိန်ရဲအဖွဲ့တွေရောက်လာတဲ့အတွက်ဂူရင်းတို့ကိုအရင်သွားခိုင်းလိုက်ပြီးဂျီယော့ကတော့ရဲတွေကိုမြှောက်ခေါ်သွားခဲ့ပါတယ်။ကွန်တိန်နာတွေကြားထဲမှာပြေးသွားရင်းနဲ့ဂျီယော့ဟာအဝတ်အစားတွေလဲလိုက်ပြီးတတိကျိုတို့နဲ့အဆက်အသွယ်ဖြတ်လိုက်ပါတယ်။ဂျီယော့ဟာစိတ်ကန်းအကောက်ခွန်ဌာနထဲပြန်ဝင်လာပြီးအချက်အလက်တွေပြင်းဖို့လုပ်နေတော့တတိကျိုရောက်လာပြီးသူ့ကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။သူ့ဆရာကိုဘာလို့ရှင်းပြလိုက်ရတာလဲလို့ဂျီယော့ကမေးတဲ့အချိန်မှာတော့သူခိုင်းတာကိုမလုပ်တဲ့အတွက်ရှင်းရတာဖြစ်ကြောင်းအပြင်ထွက်လာရင်တတိကျိုကပြန်ပြောခဲ့ပါတယ်။ပြီးတော့အွန်ဟေးရဲ့ဆွဲကြိုးလေးကိုပြပြီးချင်းချောက်ကဘုံပါတဲ့ကားပေါ်တက်ခိုင်းလိုက်ပြီးသူတို့ဘုံခွဲခဲ့တဲ့နေရာစီသွားခိုင်းခဲ့ပါတယ်။တတိကျိုကရဲတွေစီကိုသတင်းပေးလိုက်တဲ့အတွက်ဂျီယော့မောင်းလာတဲ့ကားကိုရဲတွေတွေ့သွားပြီးနောက်ကလိုက်ပါတော့တယ်။ဂျီယော့လည်းကားမောင်းပြေးရင်နောက်ဆုံးမှာပိတ်မိသွားခဲ့ပါတယ်။ဘုံပါတဲ့အိတ်ကိုဂိုင်ပြီးဂျီယော့ဟာရေထဲကိုခုန်ချလိုက်ပေမဲ့ရဲတယောက်ကတနက်နဲ့ပစ်လိုက်လို့ကြောကိုထိပြီးရေထဲကျသွားခဲ့ပါတယ်။ဂျီယော့ရေထဲကျသွားပြီးတဲ့အချိန်တတိကျိုကလည်းဘုံကိုဖောက်ခွဲပစ်လိုက်ပါတယ်
ပြီးတော့တထေးဂျိုကဂျီရော့တည်သွားပြီဆိုတဲ့အကြောင်းသူတပည့်တွေကိုအလုံးမြမြန်လက်ဆက်တက်ဖို့ပြောနေတာကိုဂျုံဘယ်နဲ့ကိုရင်လည်းကြားသွားခဲ့ပါတယ်။အေးစစ်စစ်ဖြစ်နေတဲ့ဂျုံဘယ်တစ္ဆာဖောက်လိုက်တာကိုကိုရင်တည်သွားပြီးလက်သီးနဲ့ထိုးလိုက်ပေမဲ့ဂျုံဘယ်ကကိုရင်ကိုဓာတ်နဲ့ပြန်ထိုးလိုက်ပြီးအဲ့ဒီနေရာမှာပဲထားခဲ့လိုက်ပါတယ်။တထေးဂျိုကတော့သခိုးဆိုတာဒီလောက်ပါပဲဆိုတဲ့အထာနဲ့အောင်နိုင်သူပြုံးကိုပြုံးရင်းပတ်စံတွေအားလုံးကိုကွန်တိန်နာနဲ့တည်ပြီးထွက်သွားပါတော့တယ်။ဒါပေမဲ့ဇလန်းကဒီမှာလည်းမပြီးသေးပါဘူး။တတိကျူကကွန်တိန်နာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အထဲမှာပတ်စံတွေမဟုတ်ပဲသူ့ရဲ့ကူပွန်တွေပဲဖြစ်နေပါတယ်။အဲဒီချိန်မှာပဲတတိကျူရှိဖုံးဝင်လာလို့ကန်လိုက်တော့ဂျီယော့စီကဖြစ်နေတဲ့အတွက်တတိကျူလည်းအံ့ဩသွားခဲ့ပါတယ်။တတိကျူကပြန်လာဖို့စီးယုံမင်းမဲ့ဂျီယော့ကမယုံတဲ့အတွက်ဝန်ဟင်းနဲ့ထက်ချင်းကြောက်လိုက်တော့တိတ်မရင်းနှီးတဲ့ဆက်ဆံရေးမှုကြိုက်တယ်လို့သာလုပ်ရန်ဂျီယော့ကပြန်ပြောလိုက်ပါတယ်။ဂျီယော့ကဧည့်သည်တွေကိုကျူးဖို့ပြောပြီးခဏကြာမှာပဲဂျီဟော့သတင်းပေးလိုက်တဲ့အတွက်စုံနောက်တွေဟာဖားမရန်နဲ့အတူတတိကျိုရဲ့ကုမ္ပဏီဝင်းထဲကိုဝင်လာကြပါတော့တယ်။လူမိုက်တွေနဲ့ရဲတွေရုံရင်းဆန်ခတ်ဖြစ်နေတော့တတိကျိုကနောက်ဖက်အပေါက်ကနေလွတ်သွားခဲ့ပါတယ်။အန်ကန်နာရတဲ့ဝန်ရေးစီကိုတော့ဂျုံပဲရောက်လာပြီးခေါ်သွားခဲ့ပါတယ်။သူတို့ထွက်ပြေးနေတော့တတိကျိုရဲ့တပည့်ရောက်လာပြီးတနက်နဲ့ချိန်ထားတဲ့အချိန်စုံနောက်တစ်ယောက်ကရောက်လာပြီးတတိကျိုရဲ့တပည့်ကိုတနက်နဲ့ပြစ်လိုက်ပါတယ်။အဲဒီချိန်ဝန်ဟင်းနဲ့ဂျုံပဲလည်းထွက်ပြေးလာခဲ့ပါတယ်။အပြင်ကိုရောက်တော့ကားနဲ့ထွက်ပြေးသွားတဲ့တတိကျိုကိုတွေ့ပြီးဂျုံဘယ်ကဂျီယော့စီကိုအကြောင်းကြားလိုက်ပါတယ်။ဒီနေရာမှာမှဇလန်းရဲ့တကယ်လျှို့ဝှက်ချက်ကြီးပေါ်လာပါတော့တယ်။စုံနောက်တွေနဲ့ပါလာတဲ့အထူးတပ်ဖွဲ့တွေကကားတစ်စီးဟာဂျီယော့ရဲ့လူကိုတောင်ငားပေးတဲ့ပွဲစားပါ။ပြီးတော့အဲ့ဒီကားထဲမှာပုံနှိပ်ဆက်တစ်ခုပါပြီးပတ်စံတွေကိုအော်ရန်ကနေအယောင်ပြောက်သွားစေမဲ့ဓာတုဆေးရည်နဲ့ကိုပုံနဲ့တူအောင်ရိုက်ထုတ်ပြီးပြန်ထည့်ထားတာပါ။ပြီးတော့ပုံနှိပ်ထားတဲ့ငွေတွေဟာလေထဲကအောက်ဆီဂျင်နဲ့ဓာတ်ပြုပြီးချိန်တစ်ခုရောက်တာနဲ့မှင်းတွေအယောင်ပြဲပြီးငွေအစ်စ်တွေပြန်ပေါ်လာမှာပါတတိကျိုတွေ့ခဲ့တာကူပွန်တွေမဟုတ်ပါဘူးငွေအစ်စ်တွေပါတတိကျိုရဲ့ကုမ္ပဏီဝင်းထဲကလူဆိုးတွေကိုရဲတွေကဖမ်းဆီးပြီးတဲ့ချိန်ဂိုးရင်းနဲ့ဂျုံပဲရောက်လာပြီး CSI မှုခင်းစုံစမ်းရေးအဖွဲ့ဟန်ဆောင်ကငွေတွေထည့်ထားတဲ့ကွန်တိန်နာကားကြီးကိုယူသွားပါတော့တယ်ဂျုံပဲရဲ့သစ္စာပေါက်မှုကလည်းတတိကျိုကိုအယုံသွင်းဖို့သူတို့တွေဇက်တိုက်ထားတဲ့ပြကွက်တစ်ခုသာဖြစ်ပါတယ်ဂျုံပဲကဂိုးရင်းကိုလည်းဓာတ်တုနဲ့ထိုးလိုက်ပြီးသွေးတုနဲ့ပဲဟန်ဆောင်လိုက်ကြတာပါဂျီယော့တနက်မှန်သွားတာလေသွေးတုနဲ့ဟန်ဆောင်ထားတာပါပဲအဲဒီနောက်တော့ဂျီယော့ဟာလမ်းစုံတစ်ခုမှာတထေးကျိုရဲ့ကားကိုဝင်တိုက်ပြီးမိဖမ်းလိုက်ပါတယ်ပြီးတော့ကားထဲကထွက်လာပြီးတထေးကျိုကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်ဒါပေမဲ့ဂျီယော့ကတော့မပစ်ခဲ့ပါဘူးခဏနေတော့ဂျီယော့ရဲ့လူပွဲစားရောက်လာတဲ့အတွက်ဆွဲကြိုးလေးကိုကောက်ပြီးထွက်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့လူမိုက်ကြီးတထေးကျိုတယောက်ရဲဖမ်းခံလိုက်ရပြီးဂျီယော့ကတော့သူ့ဆရာအတွက်လက်စားချေနိုင်ခဲ့သလိုအွန်အေးစီကိုလည်း1 ဘီလီယံရင်းနှီးမြှုပ်နှံမှုပေးလိုက်နိုင်ပါတယ်ညံကြီးတဲ့သူကိုညံနဲ့ပဲပြန်နှိမ်နှင်းသွားတဲ့ဒီဇယ်လန်လေးကတော့ဂျီဟော့နဲ့အွန်ဟေးတို့ဒူဘိုင်းမှာပြန်ဆောင်ကြရင်းနဲ့ပဲပြီးဆုံးသွားခဲ့ပါပြီ။ဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။